မန်စီးတီးပြန်လည်တည်ဆောက်ရေးမှာစိတ်ရှည်ကြောင်းပရိသတ်များလုံးဝမိလာပါခင်ဗျာအေဂရစ်စပေါ့ကနေပြန်လည်ကြိုလိုက်ပါတယ်ဒီတစ်ပတ်ကစားခဲ့တဲ့မန်ချက်စတာဒါဘီပွဲစဉ်ဟာစီးတီးပရိသတ်တွေအတွက်စိတ်ပြည့်စရာများခဲ့ပါတယ်ဒါကအရှိတစ်ခေါက်တွေးဆော်မှုကိုအကောင်းဆုံးပြန်လည်တုံ့ပြန်ရမယ့်အခွင့်အရေးဖြစ်ရမယ့်အစားကစားသမားတွေရဲ့ရော်ဒီရော်ရဲ့ကစားပုံကိုနောက်တစ်ချိန်ထပ်ပြီးမြင်တွေ့ခဲ့ရပြန်ပါတယ်စီးတီးကအခုချိန်ထိဒန်ယာကစားသမားပြဿနာကိုမဖြေရှင်းနိုင်သေးပါဘူးတိုက်စစ်မိုးဟာလန်ဒန်ယာရရှိသွားတဲ့အခါဂွာလာကဒီပွဲအတွက်ကီဗင်ဒီဘရိုင်းကိုစင်ထရယ်စထရိုက်ကာထားလို့ဖေးဖိုးရက်အိုဘာမာမတ်တို့နဲ့ပြောင်းလဲကစားစေခဲ့ပါတယ်ဒီပွဲမှာစီးတီးကတသိန်းလုံးအားနည်းနေတယ်ဆိုပေမဲ့ဒီဘရိုင်းနဲ့ဖိုရန်ကတော့အဆိုးဆုံးဖြစ်နေကြတာပါဒီပွဲကဒီဘရိုင်းအတွက်နေရာဒီမှာအသင်းကနေမထွက်ခွာခင်နောက်ဆုံးမန်ချက်စတာဒါဘီဖြစ်ခဲ့ပါတယ်ဒါကြောင့်လည်းဒီဘရိုင်းဟာအသင်းကောင်းဆောင်လက်ဘက်ကိုဝေးဆင်ပြီးအသင်းကိုဦးဆောင်လာခဲ့တာပါဒါပေမဲ့လည်းဒီဘရိုင်းဟာသူကစားခဲ့ရတဲ့ 4-9 နေရာနဲ့မလိုက်ဖက်နေပဲအသင်းအတွက်အကျိုးပြုရမယ့်အစားရုန်းကန်နေရပါတယ်ဒီဘရိုင်းဟာဆယ်စုနှစ်အတွင်း Old Trafford မှာတကိုးပဲရရှိခဲ့မှုတဲ့မှတ်တမ်းကြောင့်ဒီညဒါဘီပြန်ဘက်ကိုအသင်းကိုရယူဖို့မျှော်မှန်းထားလောက်ပေမဲ့လက်တွေ့ကတော့အသက်33နှစ်အရွယ်ကွင်းလယ်မော်ဆီယာအတွက်အခက်အခဲနေခဲ့ပါတယ်ဖိုရန်အတွက်လည်းဒီအားသည်အဆိုအဆုံးပွဲတွေကတပွဲဖြစ်ပြန်ပြီးမိနစ်60မပြည့်ခင်ပါရင်လူစားလဲခံရပါတယ်။ပြီးခဲ့တဲ့ရာသီကပရီးမီးယားလိရဲ့အကောင်းဆုံးကစားသမားဟာဒီရာသီမှာရာသီကုန်ကန်နီးကိုရောက်တဲ့အထိပုံစံကောင်းတွေပြန်လည်မရှာဖွေနိုင်ပဲရုန်းကန်နေရတာတော့နှမျောစရာကောင်းနေပါတယ်။ဒီပွဲလုံးကိုချုပ်ကြည့်လိုက်မယ်ဆိုရင်မန်ချက်စတာစီးတီးဟာယူနိုက်တက်နောက်တန်းကိုထိုးပွားဖို့ခက်ခဲနေပြီးယူနိုက်တက်ဘက်ကအခွင့်အရေးတွေကိုအသုံးချနိုင်ခဲ့ခြင်းမရှိခဲ့လို့သာတရားဒီတဲ့နှစ်ကျော်စလုံးမရှုံးနေကြရတာဖြစ်ပါတယ်။နိပြကြီးကွာလာကတော့ဒီလိုစိတ်ပြည့်စရာကောင်းတဲ့ညကိုပြတ်တန်းခဲ့ရပေမဲ့မန်ချက်စတာစီးတီးပြန်လည်တည်ဆောက်ရေးကိုစိတ်ရှည်ပေးကြဖို့ပရိသတ်တွေကိုတိုက်တွန်းပြောဆိုလာခဲ့ပါတယ်။တကယ်တော့ဒီတစ်ပတ်မှာနော်တန်ဖော်ရက်နဲ့ချဲစီကခြေချော်လဲချော်နဲ့အမှတ်တွေရောထားခဲ့ကြပေမဲ့စီးတီးကတော့ဒါကိုခွင့်ရင်းမြူနိုင်ခဲ့ပါဘူး။လက်ကျန်တဲ့ပွဲဖြစ်တဲ့နယူကာဆယ်ကသာ6မှတ်အပြည့်ရသွားခဲ့မယ်ဆိုရင်စီးတီးအတွက်ချန်ပီယံလိဝင်ခွင့်နေရာကပါခက်ခဲသွားတော့မှာဖြစ်ပါတယ်။စီးတီးဟာဒီပွဲမှာဟာလန်ရဲ့ကွက်လက်ကိုကောင်းကောင်းခန်းစားခဲ့ရပြီးကန်ချက်6ချိန်မှာ9ချိန်ဂိုးပေါက်တက်ခဲ့ပေမဲ့ဂိုးရနိုင်မှုကတော့3.4ကိုပဲရှိခဲ့ပါတယ်။ဒါပေမဲ့ဂွာလာကတော့သူ့အသင်းဟာအပေါင်းဆောင်တဲ့အခိုက်အတန့်တွေရှိခဲ့ပြီးအချိန်ထက်လိုအပ်ကြောင်းပြောလာခဲ့ပါတယ်။ Sky Sport နဲ့အင်တာဗျူးမှာဂွာလာကအချိန်လိုအောင်မယ်လို့ပြောခဲ့ပါတယ်။ကစားမတွေကအရာအလုံးပိတ်ဆက်ကစားခဲ့ပြီးဂွာလာကိုကျေနပ်စေတာလေးတွေရှိပါတယ်။စီးတီးအတွက်ဒီယာဒီမန်ချက်ဟာချန်ပီယံလိဝင်ခွင့်ရဖို့ဖြစ်ပြီးနောက်ရာသီကတော့နောက်ရာသီပါပဲလို့ပြောလာခဲ့ပါတယ်။ဒါဟာစီးတီးအတွက်အကောင်းဆုံးကစားပုံတော့မဟုတ်ပေမဲ့လည်းသူတို့တိုက်ပွဲဝင်ခဲ့ပုံချိန်ဆက်ကစားပုံတွေကတော့ဂွာလာကိုကျေနပ်စေပါတယ်။အရင်လိုအချိန်တွေမျိုးပြန်ရောက်ဖို့ဘယ်လောက်ကြာအောင်မလဲဆိုတာကတော့အချိန်ကပဲပြောနိုင်ပါဆိုပေမဲ့စီးတီးကပိုပြီးကြမ်းခိုင်တောင်းတင်းတဲ့အဆူအဖွဲဖြစ်လာတယ်လို့လည်းဂွာလာကခန်းစားနေရပါတယ်။ဒီပွဲက2016စက္ကွန်ဘောလုံးရာသီနောက်ပိုင်းပြိုင်ပွဲစုံကမန်ချက်စတာဒါဘီတွဲဆုံမှုတွေမှာတတိယအချိန်မြောက်ဂိုးမရှိသေးရလဲထွက်ပေါ်ခဲ့တာပါ။စီးတီးအတွက်အကောင်းဆုံးကစားမကတော့ရိုဘင်ဒီယက်စ်ဖြစ်ပြီးအသင်းအတွက် Old Trafford မှာကျန်းကျက်ကန်ကစားပေးခဲ့တာကမဖြစ်မနေချီးကျူးရအောင်မှာဖြစ်ပါတယ်။စီးတီးအတွက်ကောင်းတဲ့အချက်ဆိုရင်တော့2024မေလနောက်ပိုင်းပထမဆုံးအနေနဲ့နှစ်ပွဲဆက်တိုက်ကလင်းရှိရရှိနိုင်ခဲ့ပါတယ်။ဒါပေမဲ့မကောင်းတာက2020ဒီဇင်ဘာနောက်ပိုင်းပထမဆုံးအနေနဲ့အဝေးကွင်းနှစ်ပွဲဆက်တိုက်သွင်းကိုမရပဲရုန်းကန်ခဲ့ရပါတယ်။စီးတီးကအာယုံဆိုင်ဆရာဖလားပွဲလည်းမရှိတော့တဲ့အတွက်တပတ်တပွဲတက်တာကစားနိုင်မှာဖြစ်ပြီးကစားသမားတွေအင်အားအပြည့်စိုက်ထုတ်နိုင်ကြမှာပါ။စီးတီးတို့အနေနဲ့ချန်ပီယံလိဝင်ခွင့်ရရှိနိုင်ဖို့လက်ကျန်9ပွဲကို Final 9ပွဲလို့သဘောထားပြီးတော့အမှတ်မရဖို့စ조사ကစားသွားရမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။